ပါဆရာတော့ဒေါက်တာမျိုးအောင်ကျော်ပါဆရာတော့အရေးပြထုခုဆရာဝန်နေနဲ့ပန်းနိုင်စေယုံနဲ့အာရှတော်ဝင်စေယုံမှာဆရာကုသပေးလျက်ရှိပါတယ်ဆရာဒီနေ့ပြောမယ့် topic လေးကတော့ seborrheic dermatitis ဖြစ်ပါတယ်။ဘာဖြစ်လို့ဆရာဒီ topic လေးကိုရွေးချယ်ရလဲဆိုတော့ဆရာတို့က seborrheic dermatitis case လေးတွေကဆရာတို့နိုင်ငံမှာအများဆုံးဆရာတို့ကတွေ့ရတယ်ပေါ့နော်။ဥပမာအားဖြင့်ဆရာစီကိုလူနာ10ယောက်လာတယ်ဆိုရင်အနည်းဆုံး2ယောက်3ယောက်လောက်ကဒီ seborrheic dermatitis ဆိုတဲ့ယောဂါကိုခံစားနေရတဲ့အတွက်ကြောင့်မလို့ဆရာဒီ topic လေးကိုပြောပြခြင်းဖြစ်ပါတယ်နော်။အဲ့တော့ဆရာတို့က seborrheic dermatitis ဆိုတဲ့ယောဂရဲ့အဓိပ္ပာယ်ဆိုတော့စီဗန်ကနေစတာနော်စီဗန်ဆိုတာဆရာတို့ကအစီများတဲ့နေရာချွေထွက်များတဲ့နေရာနော်ဒီနေရာလေးတွေမှာဆရာတို့ကအရေးပြားတွေရားတယ်ရောင်းတယ်နော်ဒါကိုဆရာတို့က seborrheic dermatitis လို့ခေါ်တယ်အဲ့တော့စီဗန်တွေချွေထွက်များတဲ့အစီများတဲ့ဆိုတဲ့နေရာလေးတွေကဆရာတို့ကနှစ်ဖူးတွေနှာခေါင်းပေးနာလေးတွေနော်ပြီးပါးစပ်နာပတ်ပတ်လည်လေးတွေနော်ပြီးသွားရင်ဆိုနေရွက်နောက်ဖက်လေးတွေပြီးသွားရင်ဆရာတို့ကလေလေးတွေရှင်ဘက်လေးတွေနော်ပြီးရင်ဆရာတို့ပခုံးတွေဂျိုင်းအောက်တွေနော်ဒီနေရာလေးတွေမှာဆရာတို့ကအရေးပြားတွေရားတယ်ရောင်းတယ်နော်ဒါလေးတွေဖြစ်တယ်ပြီးတော့နောက်တစ်ခုကဆရာတို့ကအမွှေးရှိတဲ့နေရာဒီနေရာလေးတွေမှာလည်းဆရာတို့ကဖြစ်ပါတယ်နော်အမွှေးရှိတဲ့နေရာဆိုတော့အထူးသဖြင့်ဥယျာဉ်ကြားတွေဆရာတို့နှခုံးမွှေးတွေနှာခမ်းမွှေးတွေပတိုင်းမွှေးတွေနော်ဂျိုင်းမွှေးတွေစီးကုံမွေးတွေဒီလိုအမွှေးရှိတဲ့နေရာလေးတွေမှာလည်းဆရာတို့ကဖြစ်တယ်နော်အဲ့တော့ဒီနေ့ဆရာပြောမယ့် topic လေးကတော့ဒီ seborrheic dermatitis ဖြစ်ပါတယ်နော်အဲ့တော့ seborrheic dermatitis ကိုဆရာတို့ကဒီနေ့ဆွေးနွေးသွားမှာအကြောင်းအရာလေးတွေကဘာဖြစ်လို့ seborrheic dermatitis ဖြစ်တာလဲဘာတွေဖြစ်ရင်ဆရာတို့ဖြစ်လဲဘာဖြစ်လို့ဖြစ်တာလဲဘယ်လိုအသက်အရွယ်မျိုးတွေမှာဖြစ်လဲเนาะဘယ်လိုလက္ခဏာမျိုးတွေဆရာတို့ဖြစ်လဲเนาะဒါလေးတွေဆရာတို့ကဆွေးနွေးသွားမှာဖြစ်တယ်အဲ့တော့ဆရာတို့ကseborrheic dermatitis ကခလေးလည်းဖြစ်တယ်လူကြီးလည်းဖြစ်တယ်เนาะနှစ်ဦးစလုံးမှာဆရာတို့ကဖြစ်နိုင်တယ်ခလေးဆိုရင်ဆရာတို့ကအသက်နှစ်ပတ်ကနေစပြီးတော့เนาะမွေးကင်းစအရွယ်လေးတွေပေါ့ခလေးလေးတွေကနေစပြီးတော့ဆရာတို့က6လလောက်ထိဆရာတို့ကဖြစ်တယ်ဒါပေမဲ့ခလေးတွေမှာဖြစ်တဲ့seborrheic dermatitis ကခလေးရဲ့ဥယျာဉ်ကြားမှာအကျေးကွန်အဖက်လိုက်ကြီးတွေထူထူကြီးတွေပြက်လိုက်ကြီးတွေဖြစ်ပြီးတော့เนาะခလေးတွေကအဲ့လိုမျိုးတွေဖြစ်တယ်ဒါပေမဲ့ညာတော့ချင်းခလေးမှာဖြစ်တဲ့ seborrheic dermatitis ကဆရာတို့က6လလောက်ဆိုရင်ခလေးသက်6လလောက်ဆိုရင်ပျောက်သွားတာများတယ်เนาะသူ့ဘာတူဆရာတို့က spontaneous resolution ရတယ်ပေါ့เนาะအဲ့တော့စိုးရိမ်စရာမရှိဘူးအဲ့တော့လူကြီးတွေမှာကြတော့ဆရာတို့ကအသက်30ကနေပြီးတော့ဆရာတို့အသက်50လောက်မှာဆရာတို့ကစပြီးတော့ဖြစ်ကြတယ်ပြီးယောက်ျားလေးနဲ့မိန်းကလေးဆိုရင်ယောက်ျားလေးတွေကပို့ပြီးတော့ဆရာတို့ကဖြစ်တာကိုတွေ့ရတယ်เนาะအထူးသဖြင့်ယောက်ျားလေးတွေကြတော့ဆရာတို့က androgen hormone တွေအမျိုးသားဟော်မုန်းတွေများတယ်အဲ့တော့ချွေးပေါက်လေးတွေပိတ်တယ်အစီပေါက်လေးတွေပိတ်တယ်เนาะစီဗန်တွေဆရာတို့ကထွက်တာများတယ်အစီတွေထွက်တာများတယ်เนาะဒါကြောင့်မလို့ဆရာတို့ကပိုဆိုးတယ်เนาะယောက်ျားလေးတွေကအဲ့တော့ဆရာတို့ကအထူးသဖြင့်ဆရာတို့ seasonal ပေါ်မှာမူတည်တယ်เนาะ seasonal ဆိုတာဆရာတို့ကအထူးသဖြင့် dry ဖြစ်တယ် cold ဖြစ်တယ်winter condition တွေမှာဆရာတို့ကပို့ပြီးတော့ဖြစ်တယ်เนาะပြီးသွားရင်ဆရာတို့က high physiological stress เนาะအထူးသဖြင့်ဘယ်လိုလူမျိုးတွေကပို့ဆိုးလဲဆိုတော့ stress များတဲ့လူတွေစိတ်ဖိစီးမှုများတယ်စိတ်တူစရာဒေါသထွက်စရာစိတ်ညစ်စရာတွေရှိတယ်เนาะပြီး chronic fatigue ခဏပင်ပန်းတယ်မောပန်းလွယ်တယ်เนาะအဲ့လိုမျိုးတွေဖြစ်တယ် hormonal imbalance เนาะ hormonal imbalance တွေဖြစ်တယ်ပြီး complex neurological disease ဥပမာအပြင်ဆရာတို့ Parkinson disease လိုမျိုး dementia လိုမျိုးเนาะဒီလိုမျိုးတွေဆရာတို့ကဒီယောဂသမားတွေမှာပို့ပြီးတော့ဆရာတို့တွေ့ရတယ်เนาะဒါကတော့ခလေးတွေမှာဆရာတို့ကဖြစ်တဲ့ဟာလေးကိုဆရာပြောပြထားတာเนาะခလေးတွေမှာတော့ဆရာတို့ကခုနပြောလို့เนาะအထူးသဖြင့်ပထမ2ပတ်လောက်တွင်မှာဆရာတို့ကဖြစ်လာတတ်တယ်အထူးသဖြင့်ခလေးတွေမှာဥယျာဉ်ကြားတွေမှာဖြစ်တယ်အကျေးကောအချွေဘက်လေးတွေဖြစ်တယ်အဝါဘက်လေးတွေဖြစ်တယ်เนาะထက်လိုက်ကြီးတွေဆရာတို့ဥယျာဉ်ကြားမှာဆရာတို့အကြက်ခဲလိုက်ကြီးတွေဆရာတို့ကဖြစ်တယ်เนาะခလေးတွေကတော့ဆရာတို့ကရားတာပြူတာဘာမှမရှိဘူးသူ့ဘာတူဆရာတို့ကပြန်ပြီးတော့ပြဝါနိုင်တယ်ခလေးအသက်6လလောက်ဆိုရင်သူ့ဘာတူပြဝါတယ်เนาะအဲ့တော့ဆရာတို့ကအထူးဘာမှဆရာတို့ကလုပ်เสียမလို့ဘူးအဲ့တော့လူနာခလေးရဲ့အမေတွေအဖေတွေကိုဆရာတို့ကပြောပြရမယ်เนาะ reassurance ပေးရမယ်ပြီးရရင်ဆရာတို့က gender emotion လေးတွေဆရာတို့ကပေးလို့ရတယ်เนาะခလေးတွေမှာတော့ဘာမှအထွေထူးဆရာတို့ကပြောစရာမရှိဘူးအဲ့တော့လူကြီးတွေမှာကြတော့ဆရာတို့က spatial distribution အထူးသဖြင့်တော့ဆရာကပြောတဲ့ဥယျာဉ်ကြားတွေ
နှာခေါင်းပေးနာလေးတွေ glabella နှစ်ဖူးလေးတွေเนาะပြီးရင်ဆရာတို့ eyebrow ရခုံးမွေးတွေเนาะနေရက်နောက်ဖက်လေးတွေเนาะဒီနေရာလေးတွေမှာဆရာတို့ကဖြစ်တယ်ပြီးရရင်ဆရာတို့က greasy white to yellow scales เนาะအချူဖက်လေးတွေကြေးကွန်အဖက်လေးတွေဖြစ်တယ်ပြီးရင်ဆရာတို့အစီကြံတယ်ချွေးထွက်များတယ်เนาะကြည့်လိုက်လို့ရှိရင်ဆရာတို့ yellow to orange coloration လေးတွေရှိတယ်ပြီးမြည်ရဲပြီးရောင်နေရာလေးတွေရှိတယ်เนาะအနီပတ်လေးတွေကြေးကွန်အချူဖက်လေးတွေရှိတယ်เนาะဆိုတော့ဒီလိုမျိုးလေးတွေဖြစ်တယ်အဲ့တော့ဘယ်လိုခံစားရမလဲဆိုဆရာတို့ရားမယ်เนาะရားမယ်ဆရာတို့ပူပူဆက်ဆက်ကြီးဖြစ်မယ် neuropathic pain လို့ပုံစံမျိုးလေးတွေဆရာတို့ဖြစ်မယ်เนาะပြီး dandruff ဥယျာဉ်ကြားမှာဆရာတို့ကဘောက်ဖက်လေးတွေရှိမယ်ကြေးကွန်ချူဖက်လေးတွေရှိမယ်เนาะမျက်လုံးကတစ်ခါလေးကြားရင် facial မှာလဲဆရာတို့ကမျက်လုံးမှာလဲဆရာတို့ကဖြစ်တတ်တယ်เนาะမျက်လုံးတွေမှာဆရာတို့ကညီရဲလာတာပူလာတာရှားလာတာဒါလေးတွေဖြစ်တတ်တယ်เนาะအဲ့တော့ဆရာတို့က pathophysiology ကဘာနဲ့ဆက်ဆက်နေလဲဆိုတော့သူကဆရာတို့က yeast လို့ခေါ်တယ် fungus ပေါ့เนาะမှုလေးတွေနဲ့တွားပြီးတော့ဆရာတို့ကဆက်ဆက်နေတယ်เนาะမှုလေးတွေလို့ပြောတဲ့နေရာမှာ Malassezia species လို့ခေါ်တယ်เนาะဒီအကောင်လေးတွေကြောင့်ဆရာတို့ကပို့ပြီးတော့ဖြစ်တတ်တယ်အဲ့တော့ Malassezia species ကဘာတွေထုတ်လဲဆိုတော့ free fatty acid တွေကိုထုတ်တယ်အဲ့ဒီ free fatty acid တွေကဆရာတို့ကဆရာတို့အရေးကြားမှာရှိတဲ့ barrier တွေเนาะအကာအကွယ်ပေးထားတဲ့ဆရာတို့နေရန်လေးတွေကိုသူကချက်စီးကျစ်တယ်အဲ့ဒီခါကျတော့ဆရာတို့ကဘာဖြစ်လဲဆိုတော့မြည်ရဲလာတယ်ရောင်လာတယ်เนาะပြီးရင်ဆရာတို့ကြေးကွန်အချူပတ်လေးတွေဖြစ်လာတယ်အဲ့တော့ pillars of pathogenesis เนาะဒါဆရာတို့ကအကျဉ်းချုပ်ပြီးတော့ဆရာတို့ကပြောထားတာเนาะဒါဆိုရင်ဒီ seborrheic dermatitis ကိုဘာတွေကြောင့်ဖြစ်စေရလဲဆိုဆရာတို့ကနံပါတ်1က sebum တွေညားမယ် sebum တွေထုတ်တာညားမယ်အစီတွေထွက်တာများမယ်ချွေးထွက်တာများမယ်เนาะချွေးထွက်တဲ့အပေါက်လေးတွေပိတ်တယ်เนาะlittle rash တွေဖြစ်တယ်အဲ့တော့နောက်တစ်ခုက yeast colonization เนาะခုနပြောတဲ့ Malassezia fafa လို့ခေါ်တဲ့မှုလေးတွေဆရာတို့ဆွဲကပ်နေတယ်နောက်တစ်ခုကဆရာတို့ host response host response ဆိုတာခန္ဓာကိုယ်ရဲ့ခုခံမှုအားမကောင်းတာเนาะဥပမာအဖြစ် immunological immunosuppressive patient တွေအထူးသဖြင့်ဆရာတို့ကခန္ဓာကိုယ်ခုခံမှုအားကျနေတဲ့လူနာတွေ HIV လို့လူနာမျိုးတွေကင်ဆာဝေဒနာခံစားနေရတဲ့လူနာမျိုးတွေပါကစ္စန်ယောဂဝေဒနာခံစားနေတဲ့လူနာတွေเนาะပြီး underlying ငယ်လေးတွေကဆရာတို့ atopic dermatitis လို့ခေါ်တဲ့အရေပြား skin barrier ပျက်စီးတဲ့လူနာတွေเนาะဒီလိုလူနာတွေကပို့ပြီးတော့ဆရာတို့ကခံစားရတယ်เนาะဒီ seborrheic dermatitis ကိုအဲ့တော့ဆရာတို့ကများသောအားဖြင့် immunological reflex မှာတော့ဆရာတို့ကထူးထူးချင်း85% လောက်ကတဲ့เนาะဆရာတို့က HIV AIDS patients တမားတွေမှာဆရာတို့ကအထူးသဖြင့်တွေ့ရတယ်တဲ့เนาะဆိုတော့ဆရာတို့ကဒါတော့လေပြောရမှာဆရာတို့ကခက်တယ်เนาะတခါလေကြာရင်ဆရာတို့က HIV တမားမဟုတ်တဲ့လူနာတွေမှာလည်းဆရာတို့ကတွေ့ရပါတယ်เนาะဆရာတို့စီလာတဲ့လူနာအများစုကတော့ HIV တမားမဟုတ်တဲ့လူနာတွေများပါတယ်เนาะဒါပေမဲ့လည်းသူက theory ရတော့ HIV ဖြစ်တဲ့လူနာရဲ့85%လောက်ကဒီဟာကိုဖြစ်တယ်လို့သူကပြောထားတယ်เนาะseborrheic dermatitis ကတော့ခုနဆရာပြောတဲ့ဥယျာဉ်ကြားတွေเนาะနှာခေါင်းပေးနာလေးတွေနေရွက်နောက်ဖက်လေးတွေမှာဖြစ်တယ်အဓိကကတော့ဘာတွေကြောင့်ဖြစ်လဲဆိုခုနsebumအဓိကကတော့ဆရာတို့ကချွေးထွက်များတယ်အစီများတယ်เนาะအဲ့လိုဟာလေးတွေကြောင့်ဖြစ်ကြတယ်เนาะသူကဖြစ်ပြီဆိုရင်လည်းဆရာတို့ကအချူရောင်ကြေးကွန်ချူပတ်လေးတွေအဝါဘက်လေးတွေဖြစ်တယ်အနီရောင်အဖက်လေးတွေဖြစ်တယ်ရားတယ်ပူတယ်เนาะဒီလိုမျိုးတွေခံစားတခြားသူနဲ့အလားတန်တူရဲ့ယောဂလေးတွေကတော့ဆရာတို့ psoriasis လို့ခေါ်တဲ့ပွေးချွတ်နာယောဂရဲ့ atopic dermatitis လို့ခေါ်တဲ့ဆရာတို့အရေပြားအပေါ်ရလွှာလေးတွေပျက်စီးတဲ့ယောဂရဲ့ပြီးရင်ဆရာတို့ rosacea လို့ခေါ်တဲ့မျက်နှာမှာဆရာတို့ကသွေးကြောလေးတွေပေါက်ပြီးတော့ညီရဲပြီးရားတဲ့ယောဂရဲ့เนาะဒါလေးတွေကဆရာတို့ seborrheic dermatitis နဲ့မှားနိုင်တဲ့ယောဂလေးတွေเนาะဒီမှာတော့ဆရာတခြားယောဂတွေကိုတော့အကျယ်ချဲ့ပြီးဆရာမပြောတော့ဘူးเนาะအဲ့တော့ဆရာတို့က treatment option မှာတော့ဆရာတို့ကဘာတွေလုပ်ရလဲဆို step 1ကဆရာတို့က hygiene ပဲအဓိကเนาะဆရာတို့က hygiene ဆိုတာအဓိကတကူတွေတန်ရှင်းမှုကောင်းဖို့လိုတယ်เนาะထူးတက်ချင်းဆရာတို့ကကိုယ့်ရဲ့သုံးဆောင်ပစ္စည်းတွေအိယာခင်းတွေကောင်းစွတ်တွေစောင်းတွေညနေတုပ်ပွားတွေဥကောင်းနဲ့ညနာနဲ့ထိတွေ့တဲ့သုံးဆောင်ပစ္စည်းတွေဒါလေးတွေဆရာတို့ကလဲပေးဖို့လိုတယ်ကိုနေတဲ့အိမ်ကန်တွေအေကန်တွေထဲမှာမှုတ်တက်နေတဲ့ပစ္စည်းအဟောင်းတွေအနမ်းတက်မကောင်းတာတွေဒါလေးတွေကိုဆရာတို့ကတေချာ short ဖို့လိုတယ်เนาะလဲပေးဖို့လိုတယ်ပြီးရရင်ဆရာတို့ကစက်ပြရည်တွေရေချိုးစက်ပြရည်ခေါင်းလျှော်ရည်ဒါလေးတွေကိုဆရာတို့က
gender cleanser လေးတွေသုံးဖို့လိုတယ်เนาะပြီးသွားရင်ဆရာတို့က anti fungal treatment လေးတွေဆရာတို့ကပေးရတယ်เนาะပြီးခေါင်းလျှော်ရည်လေးတွေပေးတယ်လိမ့်စေးလေးတွေပေးတယ်เนาะပြီးရင် number step 3ဆိုရင်တော့ဆရာတို့မတက်တာဘူးဆိုရင်တော့ steroid တွေပေးတယ် step 4ကတော့ဆရာတို့က weekly maintenance dosing တွေဆရာတို့ကပေးရတယ်เนาะဒါတွေကတော့ဆရာတို့က step 1တစ်ခုပဲဆရာတို့ကအိမ်မှာဆရာတို့ကလုပ်လို့ရတယ်เนาะ step 2ကနေပြီးတော့ step 4ထိရဆရာတို့ကကိုယ်တိုင်မကြိုးစားပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့ဆရာတို့ကဘေးထွက်ဆိုးကျိုးတွေရှိရတဲ့အတွက်ကြောင့်မလို့เนาะကိုဘာသာကိုစေးဆိုင်ကနေတွားပြီးတော့ဆရာတို့ဆက်ပြီးတော့သုံးတာတို့เนาะအိမ်နာချင်းတွေကဟိုဟာလေးတွေကောင်းလို့သုံးတာတို့ steroid တွေသုံးတာတို့ဒါမျိုးတွေဆရာတို့ကတော့မလုပ်စေချင်ဘူးเนาะအဲ့တော့ဆရာတို့ dermatologist တွေစီကိုလာပြပါเนาะဒါဆိုဆရာတို့က seborrheic dermatitis တွေဆရာတို့ကဆော့ကူလေးပိုကောင်းနေပဲเนาะအဲ့တော့ဆရာတို့ treatment efficacy လေးတွေကတော့ဒါကတော့ဆရာတို့ကဗုဒ္ဓတာအနေနဲ့ပဲ share ပေးတာပါเนาะ2% ketoconazole ကဆရာတို့ကအကောင်းဆုံးပဲเนาะအားလုံးထဲမှာပြီးကိုတာရှမ်ပူတွေပါရှိမယ် zinc ရှမ်ပူတွေရှိမယ်เนาะ cyclopyrrole ရှိမယ်เนาะဒါတွေကတော့ဆရာတို့ကတက်ဆိုင်ရာဆရာဝန်တွေရဲ့ညွှန်ကြားချက်ပါမှာပဲဆရာတို့ကလုပ်ပါเนาะဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့ဆရာပြောရတဲ့ topic လေးကတော့ seborrheic dermatitis ကိုဖြစ်စေတဲ့အကြောင်းအရာတွေဘာကြောင့်ဖြစ်တာလဲဆိုတာရယ်เนาะပြီးသွားရင်ဆရာတို့ကဘယ်လိုလက္ခဏာမျိုးတွေဖြစ်တာလဲရယ်เนาะစပါးတွေကိုရှောင်ကျင်ရမလဲဆိုတဲ့ဟာလေးတွေเนาะဒါလေးတွေဆရာပြောပြသွားတာပါအဲ့တော့ဆရာကိုပြချင်တယ်ဆိုရင်တော့ပန်းနိုင်စေယုံနဲ့အာရှတော်ဝင်စေယုံမှာဆရာကိုလာရောက်ပြသလို့ရပါတယ်เนาะကျေးဇူးတင်ပါတယ်